နဲ့ပေါ်ပေါ်ပါသုံးပြမဲ့တဲ့အတွက် iPad 11 ချန်လေးနဲ့ Premium Accessory လေးတွေဟာစီမှာရရှိနေပါပြီရှင်။စာရွက်သားပေါ်ရင်းနေရသလိုခန်းစားစီမဲ့ Paperlike Screen Protector ရှိုးဆိုင်ရာ Stainless ပန်လေးအပြင်ကိုလိုသလိုပြောင်းတက်နိုင်တဲ့ Pencil Nib လေးတွေနဲ့ Stylus pen အတွက် Silicone cover လေးပါရရှိနိုင်ပါတယ်ရှင်။ iPad တစ်လုံးကို MacBook တစ်လုံးလိုချုံဝေသုံးပြနိုင်စေတဲ့ Intel က keyboard cover လေးတွေစာရေးရတာအစညံ့ညောပြီးခိုင်ခံမှုအကျဉ်းခံမှုနဲ့စမတ်ချမှုတို့ကိုဒီပိုင်းနဲ့တွေ့ပြဆက်နိုင်ပါတယ်။ဒါအပြင်အမျိုးတစားလဲစုံလင်ရောင်သွေးလဲစုံလင်နဲ့ model လေးတွေပါအဆုံးရှိနေရောရွေးချယ်စရာရများပါတယ်ရှင်။ keyboard တွေနဲ့တူမိထားလို့မရတာတော့ချစ်စရာ wireless mouse လေးပဲဖြစ်ပါတယ်။ size ကလည်းတတုတ်တခိုင်နေတဲ့အရွယ်စားလေးဖြစ်တာမို့လက်နာမအောင်စိတ်ပူစရာမလိုတော့ဘူးရှင်။ပစ္စည်းလေးတွေကို iPad 8 ထဲထည့်ပြီးတော့ပေါ်ပေါ်ပါပါတည်သွားလို့ရပါပြီရှင်။